အခုအမလေးရဲ့အမေကကျမကိုကအထီးမချစ်တဲ့အစမ်းတွေမိမရဲ့မာခွေဘူရင်တော့ကလေးမရှိရပါလေလူတော့ကရွယ်ရှောင်းရမေရဲ့အော်ချစ်မယ်လို့တွေ့လာတော့အတူတူနဲ့တွေ့မြောက်ထဲပြုံးနေအမေလိုလေးမေ့ချခဲ့ပါလေအခုလေးအမလေးရဲ့လေအမေကကျမကိုကထိလို့ချစ်တဲ့အစမ်းလေးမိမရဲ့မာခွေဘူရင်တော့ကလေးမရှိခဲ့ရပါလေလူလုံးကရဲ့ရှောင်းရမယ်ရဲ့အော်ချစ်ရမယ်လို့တွေ့လာတော့အတူတူလက်တွေ့မြောက်ထဲပြောနေအမေလိုလေးမေ့ချခဲ့ပါလေYou can bwa ma chile nele tilo mo pa You can bwa ma chile nele tilo mo pa They wait up waiting they are she jare akanya mali me da me ji me di na le me yo we chut me lo mare Laka ananda Phayani တခိုင်းနဲ့ထပ်ပြီးကိုယ်ခွေရပါတယ်ဆိုပြီးအနန္တအနန္တငါးပါးမှာတပါးအပဝင်ဖြစ်တယ်မိပါတဲ့။အော်မိပါအော်တာသမီးလေးလူလောကကိုမရောက်စင်ငယ်စင်ကလေးအမေဝမ်းတော်မှာကိုလာလွယ်ဆေးရမဖွားခင်တွေကသာသမီပေါ်မှာမြစ်တာကြီးစွာသက်ဝင်ကြတဲ့ကျမတို့မိဘများပါရှင်ဒီလိုမြစ်တာတွေသက်ဝင်ကြတာလေသားလေးလားသမီးလေးလားမသိခင်ကလေးကမိမိဘိုက်တွင် 3TV စကလေးကကျမတို့အမေများမှာတော့ပုံငယ်စက္ခစားချင်တာကိုမစားဘဲရှောင်ရှားခဲ့ပါလေကျမတို့ဖခင်များကြတယ်တော့ရင်သွေးလေးလွယ်ထားရပြီဆိုကြတဲ့ကအော်ငါတို့အိမ်မှာလူတယောက်တိုးပါတော့မှာငါတို့ရင်သွေးလေးရတော့မှာပါလားဆိုပြီးအလုပ်ကိုမနာမနေနဲ့နှစ်ဆချူစားပြီးအလုပ်လုပ်ခင်ရတဲ့ကြေးရှင်များကကျမတို့ဖခင်နေပါအော်လူလောကကိုရောက်လို့ဖဝါလည်းပကောင်းလည်းတဲ့ဦးဝေးလို့ပရိတိမွေးဖွားလိုက်ပြန်တော့လေကျမတို့မိဘများမှာသားသမီးတွေကိုချစ်ကြရတယ်လေအော်ငါတို့ရဲ့သားလေးငါတို့ရဲ့သမီးလေးရဲ့လို့ဒီသားလေးကြီးလာရင်ကောင်းမယ်ဆိုရင်ဒီသမီးလေးကြီးလာရင်ကိုယ့်ဘောကောင်းမှလားဆုံးမှလားမသိခင်ကလေးကအချစ်တွေကိုမြစ်တာလေးပူကြရလားအော်အရွယ်လေးရောက်လာပြန်တော့လေကြောင်းထောက်သူများတွေရှင်ပြုပြန်တော့လေရှင်ပြုဖို့အော်မင်္ဂလာဆောင်ရမယ့်အရွယ်ရောက်ပြန်တော့လေမင်္ဂလာဆောင်ဖို့နဲ့မိဘတွေရဲ့ခေါင်းထဲမှာတော့အတိအသနေရာယူထားကြတာကသာသမီတွေအတွက်ပါတဲ့။အော်ဒါပေမဲ့မပြည့်စုံရှာတဲ့မိဘများကြောက်တယ်လို့သူများကြွေးတယ်လို့သူများဆင်တယ်လို့မဆန်နိုင်တဲ့အခါမှာတော့လူချမ်းကြီးဖြစ်ရတယ်။
အဲ့ဒီလူချမ်းကြီးတွေမှာတော့မျက်ရည်တွေနဲ့ပါဘာကြောင့်မျက်ရည်တွေလဲလေအော်အလူပွဲတွေရှိရွာထဲမှာအလူမင်္ဂလာပွဲတွေရှိတယ်တော့သူများသားသမီးတွေကအယုံလေးတွေဝယ်တော့ကိုသားသမီးပူဇာတဲ့အခါဝယ်မပေးနိုင်တော့တားရဲ့သမီးရဲ့နေအောင်တော့နောက်အလူကြရဲ့ဒီအလူတဲ့အယုံတွေပူဆုံးမှာတားရဲ့နောက်ပွဲကျမှဝယ်ရအောင်နော်ဒီအလူကအယုံတွေကမဆုံးဘူးဒီစည်းစိမ်ကြီးကမဆုံးသေးပါဘူးလို့ချွေးသိမ့်လိုက်တာအလူမြောင်များစွာတာကုန်းသွားတယ်မဝယ်ပေးနေတဲ့မိဘတွေကိုသားသမီးတွေကညူစုလာတယ်အဖေဗျာအမိတ်သိမ့်ညာတာပဲဝယ်ပြီးမယ်ဆိုသူများတွေမှာတောက်ဝယ်နေပြီအဖေကလေးများသိမ့်ညာတာပဲအမေများဝယ်မပေးချင်တိုင်းတောင်းလေပြောရလားလို့သားသမီးတွေကညူစုတဲ့ခါမှာအော်တားရင်အဖေတို့မှာပတ်စံမရှိလို့အမေတို့မှာပတ်စံမရှိလို့မငင်းနိုင်ရှာတဲ့သားသမီးအားငယ်သွားမှာဆိုလို့မပြုတ်ရရှာတဲ့မိဘများကတော့အော်မဝင်နေဘူးလို့ပြောနေဒီကလေးပြောလို့မရှာကောင်းရဲ့လားလို့အေးဟဲ့လို့နှစ်ချက်သုံးချက်တော့ပုတ်ခါရိုက်ခါနဲ့လွတ်လိုက်တော့ကလေးကငိုရှာတယ်ဒီမိဘတွေကမကောင်းဘူးသားဖို့မချစ်ပါဘူးသမီးကိုမချစ်ပါဘူးရေလို့မိဘတွေကိုမချစ်ရကောင်းလားလို့အပြစ်တင်ရှာတဲ့သားသမီးများပေါ်ရှင်သိမှမသိပဲဟုတ်ဒါပေမဲ့သားသမီးကိုအဲ့လိုစူလိုက်ငေါ့လိုက်ရတဲ့မိဘတွေရဲ့ရှင်ထဲမှာတော့သားရဲ့အဖေတို့မိတို့မှာတနေ့လို့တနေ့စားရဖို့တော့အနိုင်လောက်ကစားတော့နေရတဲ့အချိန်အခုကအယုံစည်းတွေရတယ်မနေဘူးသားရဲ့သမီးရဲ့ဝယ်မပေးနိုင်တော့ဖေးတို့အမေတို့တောင်းမှန်ပါလေလို့ကိုယ်ရမှာမြင့်ရေကိုတုပ်ပြီးတိတ်တိတ်လေးကြည်ကွင်းနေရတာကမပြည့်စုံတဲ့မိဘတွေပါအော်ဒီလိုနဲ့အရွယ်တွေရောက်ချစ်သူကြီးစားတွေရတော့ကိုယ်အိမ်တော်နဲ့ကိုအိမ်တော်နေပြုတ်ကြတယ်ပေါ့ရှင်မပြည့်စုံတဲ့မိဘတွေမှာတော့အော်သူများငါတို့သားသမီးမပူနဲ့ငါတို့အိမ်မှာပဲနေလိုက်မသွားနဲ့စားစရာမပူနဲ့နေစရာမပူနဲ့လို့တောင်းတင်းမပြောနိုင်တဲ့မိဘတွေကသားသမီးတွေအတောင်ဆိုလို့ခြေစုံသွားတဲ့အခါမျက်နှာရှိမှပြုံးပြနောက်ကျော်ပေးတော့မျက်ရည်လေးစန်းတန်းနဲ့ကြံနေရတဲ့မိဘတွေပေါ့ရှင်အော်ပြောချင်တဲ့မိဘတွေရင်ထဲမှာတော့ဘိုးဘက်လည်းလိုက်မသွားနဲ့လာတာရသမီးရမပူနဲ့စားစရာအတွက်မပူနဲ့နေစရာအတွက်မပူနဲ့အလုပ်တိုင်းအတွက်မပူနဲ့အဖေတို့မေတို့ပံ့ပိုးပေးမယ်လို့မပြောနိုင်တော့လေထွက်သွားတဲ့နောက်ကျောင်းကိုကြီးကြီးမျက်ရည်လေးရတာကလည်းမိဘများရဲ့မြတ်တာတစ်ခုပါပဲရှင်။အော်တိတန်ရဲ့သားသမီးများကတော့မိဘအိမ်ကိုအကောက်ကအလဲလဲသွားကြတယ်ပေါ့။မသိတဲ့သားသမီးများကြတယ်တော့အဖေတို့အမေတို့ကငါတို့ကိုချစ်ရှာမှာပါလို့မတွေးပေမဲ့သားအချင်းကြီးအနေနဲ့သားသမီးလေးမှာမြည်တွေရလာတဲ့အခါမှာမိဘတွေကအိုတုံအောင်ချစ်ကြတယ်မကောင်းတဲ့လမ်းကိုလည်းမသွားဘူးမတည့်တဲ့အစားကိုလည်းမစားဘူးအဖို့ဖွားများကသားသမီးမြင်းမြင့်လေးတွေကိုဆုံးမပြန်တော့အဖေဗျာအမေတော့ကျုပ်တို့သားကိုကျုပ်တို့သမီးကိုကျုပ်တို့ပဲဆူကျင်တာခမရတို့မပြောနဲ့ဗျာကျုပ်တို့မကြိတ်ဘူးမဆူနဲ့မငေါ့နဲ့လို့အဖေအမေကိုပြန်ပြောတဲ့သားသမီးများတွေးကြည့်ရမှာငါတို့သားသမီးကိုဒီလိုချစ်တာငါတို့မိဘတွေကလည်းငါတို့ဒီလိုချစ်ရှာမှာပါလားလို့သားသမီးများမတွေးပြကြပါဘူးဒါပေမဲ့ကိုသားသမီးကိုကိုယ်ရငေါ့ချင်တယ်ဆူချင်တယ်ဆိုပြီးကိုကပြန်ငေါ့နေတာတော့ကိုမိပါအဲ့ဒါဆိုတော့ဘဝကြီးကပျော်စရာလို့ထင်တဲ့အချိန်တုန်းကမိဘဆိုတာကဆင်ကဲဖြစ်လာတဲ့အရာတစ်ခုပေါ့ရှင်ကိုယ်လည်းမိဘဖြစ်မှာပဲသူလည်းမိဘဖြစ်မှာဒီလိုပဲဆင်ကဲဖြစ်တဲ့မျိုးဆက်ပြောင်းလဲမှုပေါ့ဩဘဝကို
သိချစွာမယုံကန်နိုင်ရင်တော့မိဘအိမ်ဆိုတာကခင်တွယ်စရာကြီးမိခိုးစရာကြီးမျက်ရည်ထိုးပြီးခေါင်းခွေစရာအိမ်ရလို့မြင်လာကြတယ်မိဘအိမ်ရိုင်းနေတဲ့ဖြစ်နေလို့ထုတ်ပေးမဲ့သားသမီးအများစုမရှိပေမဲ့မိဘအိမ်ရိုင်းနေတဲ့အပေါ်မှာခေါင်းခွေပြီးဆန်အိတ်ထောင်ထားရင်ဆန်ယူမဲ့သားသမီးကများကြတယ်ရှင်နော်။အော်ဒါကြောင့်မိဘတွေအတွက်အရေးကြီးဆုံးဆုတောင်းတစ်ခုကသားသမီးကောင်းရဖို့ပါ။တကယ်တော့သားသမီးတွေအတွက်ဆုတောင်းတစ်ခုပါလေ။မိဘနှစ်ပါးကိုမကြောက်ကြမတောင်းမတနဲ့လက်ကင်ကျွေးနေတဲ့သားကောင်းရင်လားသမီးကောင်းရင်လားဖြစ်ရပါစေဆိုတဲ့ဆုတောင်းလေးဖြစ်ကြပါစေလို့သမီးကစိတ်မှရည်တမ်းပြီးမိဘများအားလုံးလေးသားသမီးကောင်းတွေပိုင်ဆိုင်နေကြပါစေသားသမီးတွေအားလုံးလည်းမိဘကျေးဇူးအထူးသိတဲ့နားလည်းပြီးကျေးဇူးဆက်ခွင့်ရတဲ့ကျေးဇူးဆက်နိုင်တဲ့သားသမီးကောင်းရနာတွေဖြစ်ကြပါစေလို့စိတ်မှရည်တမ်းပြီးတီးဆိုလိုက်ချင်တာကမိအိမ်နဲ့အခုလေးအမလေးအမေကကျမကိုကထိလို့မချတဲ့အစလေးမိဝရေးမှာကိုဘူရတော့ကလေးမရှိကြရပါလေလူတော်ကရဲ့ရှောင်းရနေရဲ့အော်ချစ်ရမယ်တွေ့တော့အတူတူလက်တွေ့မြေရောက်တဲ့ပြုံးလေးအမေရောရုပ်ကြရတာပင်ပန်းလွန်လေရပါပြီအမေအဖေရေလို့တားရရှိသေးတဲ့သားသမီးတွေသိတုံကံကောင်းပါလေအဖေရေအမေရေလို့သမီးပင်ပန်းလာပါပြီလို့တားရမရှိမှမျက်ရည်မြေခပြီးနွားနေလို့လေအဖေရောအမေရောကလာပြီးကိုနိုင်ကဲနိုင်လို့မဟုတ်လို့ဒီပါကျေးဇူးအတိတ်နဲ့နားလည်နိုင်ကြပါလေရှင်ရုပ်ခဲဘောမကျဲနေတဲ့သီးလုံးမပန်းနေရုပ်ခဲဘောမကျဲနေတဲ့သီးလုံးမပန်းနေအတိုင်းဝေးတော့ဖွင့်ပြီးနေရနေရှိချတဲ့အခါမလေးအမေတာမီတီလူတူတီလာအမေရောဝေးချစ်သမီး